ကျွန်တော်တို့မြန်မာဆိုရင်ဘာရှိလဲဆိုတော့တခုပဲရှိရဗျာတို့ကအားလုံးတွေ့တိုင်းပဲနော်ပွဲတစ်ပွဲလုံးပြီးရအောင်မှာပဲတစ်ခါတော့ပဲပြချင်တာမြန်မာပလီရောဗျာအဲကြောင့်တို့မပြဘူးဆိုရင်ကျွန်တော်ကအဓိကပြအောင်လို့ရှောင်းဝမ်းယူရမယ်ရှောင်းဝမ်းယူရင်တို့မဖြစ်နေပြရမယ်အိုးတရီစတာဟနာဘီဟုတ်တယ်ရောင်ကြီး let's go ဘယ်လိုတရီစတာဖြစ်သွားပြီ Jerry ဟန်နိုင်တရီစတာ2 star ဖြစ်ပါမယ်တို့တောက်ဝိုင်းပြောမယ် Jerry ဟုတ်တယ်ရောင်ညာဘက်တောင်ပဲကြည့်နေတာကျွန်တော်ဘွားကဒီကောင်လေးပြက်တာတော့မကြည့်ရဘူးကို့မှာ Jerry ပဲကြည့်နေတာညာဘက်တောင်မှာဘာမှဖြစ်မလဲဆိုတဲ့အတွေးပဲဝင်နေလက်ရှိတစ်ပွဲလုံးကြည့်နေနေကျွန်တော်ဒီအောင်တရီဆက်ဖြစ်သွားပြီဂရုံးတရီဆက်ဖြစ်သွားပြီရောင်ကြီးတွိုင်းပပူလာပြီရောင်ကြီးအော်အပေါ်မှာခုနကပြတရီစတာဒါမှမဟုတ်ဒီတွိုင်းနဲ့အောက်ကဂိုရှင်တွေကချမ်းမရှိဘူး Jerry ချမ်းရှိရယ်26ချမ်းရှိရယ်အပေါ်မှာ26သွေးကလုံးဝမတိမ်မယိမ့်နေဖြစ်ကုန်ပြီဗျာတို့လက်ရှိမှာ Jerry ကလောက်တစ်ကောင်လောက်ရအောင်မလားကလောက်တစ်ကောင်လိုနေတာ Jerry လေး AC ဗျာနော်26ဆိုတော့မထောက်တော့တပွဲတော့လောက်ပါ Jerry ပြလိုက်မယ်တပွဲလောက်ပြလိုက်မယ် Jerry လေးကိုကျွန်တော်နော်ဂရုံးမပြရင်နော်အော်တွေ့ရ Jerry ရောက်ရေးဟာကွက်တီရောက်ရေးကွက်တီဟာဟန်နာဘီနဲ့ဂွန်နဘီယာကွက်တီရောက်မလောက်ပါနဲ့အေးOh my nice ယောရှေးယောဒမ်မေကလောက်ထွက်ပဲယောဒမ်မေကလောက်ချက်ပဲ Jerry ကလောက်ရလားကလောက်ရဝိုင်းလားကျွန်တော်မတွေ့လိုက်ခုနကလောက်ရဝိုင်းလား Jerry အိုးကလောက်တရီစတာကလောက်အိုးနှစ်ကောင်တရီစတာရှောင်းဝမ်းသွားမယ်ကျွန်တော်ဗျာတို့ရှောင်းဝမ်းလိုက်မလားဝမ်းလိုက်မယ်ဆိုအမှတ်တွေအများကြီးရမှာနော်ဗျာနော်အိုးဝမ်းလိုက်မလားကလောက်နဲ့ဟန်နာဘီတရီစတာနှစ်ကောင်ဒီလောင်းအိုင်နဲ့ပါမယ်ဒီတွိုင်းပကွေကိုနိုင်ရပြီဒမ်းမိတ်လောက်တယ်ဒမ်းမိတ်တွေအများကြီးပါတယ်ကက်ဖက်တွေဒမ်းမိတ်ကလောက်တယ်ဒီချိန်မှာတော်တော်လောက်ဒမ်းမိတ်တော်တော်များတယ်နော်တော်တော်များဆိုတော့ဟေးအောင်ကြီးနော်ချိန်မှာတော့ Jerry လေးအဆင်ပြေလားပုံမှန် Jerry ဒီဘက်ဂွန်နဘီယာကို sorry ဟိုဘက်ကတွိုင်းကိုနိုင်လား Jerry ဗျာ Jerry နိုင်လားဆိုတော့အော်နိုင်တယ်ဗျာ AC ပဲရောက်ဒီဟိုတွိုင်းကရုံးနိုင်တယ် AC ဗျာတို့ဒါမိတ်လောက်တယ်နှစ်ကောင်ဆိုတော့ခွာပြမှာနှစ်ကောင်နဲ့ကျွန်တော်နော်ပြ Jerry ပြရအောင်ပြတော့မင်းတို့ကလည်းနှစ်ကောင်လည်းမပြဘူးတစ်ကောင်လည်းမပြဘူးဒီပြအဲ့လိုပြမစမစစ်မထရို8နော်ကက်ဖက်တွေကလုံးဝ damage တွေပါတယ်အဆုံးမဲ့ hero တွေက high rate 28ကပ်ပါမယ်အဲ့တော့မှနောက်ဆုံးတန်းက hero တွေက physical တက်ဂျမ်းမဲ့ကပ်ပါမယ်ဆိုတော့ဒီနှစ်ကောင်တစ်ကောင်ဘယ်ဘက်ကိုထားမှလဲဘက်ကွေကိုကျွန်တော်ဘယ်နားမှာထားခြင်းလဲဘက်ကွေကိုတက်တဲ့ဘက်ကိုထားမင်းထားတဲ့ဘက်ချမ်းမှာတစ်ကောင်မရှိရတစ်ကောင်ဟိုဘက်ပြင်မှာကျွန်တော် let's go ရှောင်းဝမ်းသွားမယ်ကျွန်တော်ပြောတော့ let's go ကလောက်လေးရအောင်မလားဟဲ့အောင်ရအောင်မလားဟနာဘီရအောင်မလားနှစ်ကောင်ကွဲOh yeah နော်ဒါပဲမသားတို့ရှောင်းဝမ်းမသားတို့နော်ဒါပဲအိုးရှောင်းဝမ်းဒါပဲနော်မပြရင်ပြအောင်လို့ရှောင်းဝမ်းယူပလိုက်အော်တို့ပြမှာဆိုပြအောင်ပြရမယ်